ဖွံ့ဖြိုးတိုးတက်လာတာတွေကိုပြောတာဒါကြောင့်အဲ့ကလေးတွေနဲ့သွားတဲ့အခါဘုံဘုံနဲ့ဒီပြည်တော်နိုင်ငံလွန်ခဲ့တဲ့နှစ်3000လောက်ကဒင်္ဂါတွေတောင်သွန်းပြီးတော့ခေတ္တအားမိနေပြီတဲ့လွန်ခဲ့တဲ့နှစ်3000အမေရိကန်ဆိုနှစ်ပေါင်း350မပြည့်သေးဘူးနော်ပေါ်တာဘုံပြောတာဟုတ်လားအမေရိကန်ပေါ်တာနှစ်ပေါင်း350မပြည့်သေးဘူးသမ္မတမှာ48သက်ပဲရှိသေးတယ်အခုဒေါ်နယ်ထက်မြန်မာပြည်နှစ်ပေါင်း3000နဲ့9000ကြားတည်ရှိသွားလွန်ခဲ့တဲ့နှစ်ပေါင်း3000လောက်ကမြို့ပြတွေနေပြီအဲ့မှာဒင်္ဂါပြတွေတုံးနေဒီပြည်တော်တို့ကလွန်ခဲ့တဲ့နှစ်3000လောက်နဲ့အခုပြန်ကြည့်တော့အခုတဲ့ဒီပြည်တော်တို့မြန်မာလူမျိုးတိုးတက်လာတာမဟုတ်ဘူးတဲ့ဆိုးရုပ်လာတာပါလားတဲ့ကလေးတွေတွေ့သွား9တန်း10တန်းကလေးတွေတွေ့သွားတယ်အဲ့ဒါကိုပြချင်တို့နိုင်ငံတို့လက်ထက်မှာပြန်ပြီးတိုးတက်အောင်လုပ်ရမယ်တာဝန်ရှိတယ်ဆိုတာသိသိချင်ဟုတ်ပြီနော်အဲ့ဒါဆိုတော့တာမန်စိတ်တဲ့တတိနဲ့တော့ရောက်ပါမလားမရပါဘူးဗျာတိုးတက်ထွန်းကားလာတဲ့လူနေမှုစင်တန်းတွေဒါကိုပြောတာဟောနောက်ဆုံးတစ်ခုကဘာတော့စင်လာအဖြစ်ထိမ့်သိမ့်တည်ရှိခဲ့တဲ့ဒလိထုံတန်းအစင်လာ tradition တွေဟုတ်လားကာမေတုမိစ္ဆာသရာမသွားလာတဲ့အမျိုးသမီး20မသွားလာတဲ့အမျိုးသားက12ယောက်မိန်းကလေးတွေကယောက်ျားလေးတွေဆိုရင်12ယောက်တင်နိုင်တယ်ယောက်ျားလေးဆိုရင်မိန်းကလေးတွေ20တင်နိုင်တယ်ပေါ့ထားလိုက်တော့ဒီနေ့ living together ဆိုတော့ဖះဟောင်းနဲ့လည်းမကြည့်ဘူးညီမရင်ချင်းမှုနဲ့လည်းမကြည့်ဘူးမင်းတို့အိမ်မှာပေါ့လေမင်းတို့တောသူတောင်သားတွေတော့မို့ရိုးသားတဲ့တော့မို့တီတီကြီးရှိတဲ့မိဘတွေနှစ်ပါးရှိတယ်ဆိုတော့အဲ့မိဘနှစ်ပါးရှိမှမင်းတို့ living together အတူတူနေရလားမနေပါဘူးဗျာဒါမြန်မာထုံးစံမှာမရှိဘူးပစိုးတန်းတဲ့အကျင့်လည်းမရတရားဝင်ယူအတိမတ်ပြုဟုတ်လားပြီးရင်လွယ်နဲ့မကွဲဘူးအချစ်ကိုတိတိကျကျတိဆောက်ထားတာသစ္စာနဲ့မေတ္တာနဲ့အရှိအမျှော်မြင်နဲ့တိတိကျကျတိဆောက်ထားတာဒီနေ့တော့လွယ်ရတယ်လွယ်ကွဲတယ်ဆလဝင်အိုးလေးဖင်မမဲသေးဘူးဆိုတာဆလဝင်အိုးတွေဘာတွေလည်းမရှိတော့ပါဘူးထမင်းတွေဘာတွေလည်းချက်မသားတော့ပါဘူးเนาะအလွယ်တကူဝဲစားရင်သားလိုက်ဟုတ်လားမိမတွေလည်းမိမတော်မမျိုးယောက်ျားတွေလည်းကြော်မတင်တော့အဲ့တော့အိမ်တော်မျိုးတာဒီကနေ့ကကာမဂုဏ်ခံစားဖို့ပဲခဏလေးပဲအပြင်းပြပြုကြတယ်။အော်နှစ်ပတ်မိဘရဲ့မျက်နှာရှိတယ်။မွေးဖွားလာတဲ့သားသမီးတွေရဲ့မျက်နှာရှိတယ်လို့အဲ့ဒီထိစဉ်းစားရတယ်။ကိုယ့်ရဲ့အချစ်တွေကိုကိုယ့်ရဲ့မိသားစုပတ်ဝန်းကျင်သားသမီးတွေထိထည့်ပေးလိုက်။လေမယားနှစ်ယောက်တနာယူတဲ့အချင်းနဲ့တော့အိမ်တော်ကြီးတည်ဆောက်လို့မရဘူး။ဒီနေ့ကျတော့လွယ်ယူလွယ်ကွဲမယူခြင်းမနဲ့အတူတူနေလို့ရတယ်ဆိုတော့မြမဒလိထုံတန်းစင်လာနေညီသေးလားညီပါပါဗျာရှက်စရာကောင်းတာမင်းတို့မိဘတွေအားနာလို့ကြောက်လို့သားသမီးတွေကိုမပြောရဲလို့တာမပြောတာမကြိုက်ဘူးမြမရဲ့ပတ်ဝန်းကျင်ကလည်းလက်မခံဘူးအရက်ထဲမှာမင်းတီရိုပြောနေပါပဲကွဲရတစ်မျိုးရှေ့တစ်မျိုးပြောကြမှာပဲဟုတ်လားအိမ်တော်မပြုတ်နဲ့လို့ပြောတာဟုတ်လားဟုတ်ပါဗျာပြုတ်ချိန်တည်းပြုတ်ပေါ်ကွာဒါဟုတ်လားဒါလူမှုရေးလုပ်ငန်းတစ်ခုပဲအိမ်တော်ပြုတ်တယ်ဆိုတာတဘာဝပဲလေဘာမှစန့်ကျင်ပြီးနေတယ်မလို့အခုဂျပန်ကျတော့အိမ်တော်မပြုတ်ကိုလူမျိုးကြီးတွေဆိုအခုဂျပန်မှာလုံသားအင်အားမရှိတော့ဘူးလေမမတော့တာဝန်မယူခြင်းလို့လွယ်လေးတိလားအိမ်တော်မပြုတ်ရဲဘူးဆိုတော့တာဝန်မယူခြင်းလို့ပဲတစ်ဖက်ကပြန်ကြည့်လူတိုင်းတော့ပြောတာမဟုတ်ပါဘူးတချို့တော့အိမ်တော်သားမွေးကိစ္စကိုတကယ်သိမပါလို့လေလူဖြစ်တကယ်အာယုံနဲ့လို့လည်းဖြစ်မယ်ဒါကတော့ရှိကြတယ်လေတချို့ကြတော့အိမ်တော်သားမွေးကိစ္စကိုတာဝန်မယူခြင်းလို့လင့်တာဝန်မရမယူခြင်းလို့မရတာဝန်လင်ရမယူခြင်းလို့သားသမီးတာဝန်မယူခြင်းလို့အဲ့ဒါစဉ်းစားကြည့်ကာမဂုဏ်ကိစ္စပဲယောက်ျားနဲ့မိန်းမအတူတူနေတယ်သားသမီးကိစ္စတွေကိုမစဉ်းစားတော့ဘူးဆိုမင်းတို့ကလေးမွေးဘူးဒီတိုင်းပြည်ဘယ်လိုလက်ထက်အဲ့ကမှာစဉ်းစားစရာတွေအများကြီးနော်လူငွေရေးမှာမင်းတို့ထည့်သွင်းစဉ်းစားမှာတွေအများကြီးအဲ့ဒါတခုပဲတာဝန်သိစိတ်တာဝန်ယူစိတ်ဒါရှိရတာဝန်ကိုကိုယ်ဆိုင်ရာနယ်ပယ်ဒီမှာတာဝန်ကိုကျေဝဆောင်ထမ်းဆောင်တဲ့အရေးကြီးရှိအိမ်တော်ပြုလဲကောင်းတယ်မွေးသားသားသမီးတွေတိုင်းပြည်တို့အများကြီးကြိုးများမိဘကောင်းကနေမွေးထားတဲ့သားသမီးတွေလက်ဦးစရာကောင်းတဲ့အခါကျတော့သားကောင်းတဲ့ရနာသမီးကောင်းရနာတွေမွေးလာတယ်ဘိုးကျော်အောင်ဆန်းတို့ရဲ့အဖေတွေမွေးကလို့ဘိုးကျော်ဆိုတာပေါ်လာလေဥဒ္ဒရဲ့အဖေတွေမွေးကလို့ဥဒ္ဒဆိုတာပေါ်လာလေဒီသားကောင်းတစ်ယောက်ကြောက်ကောင်းတစ်စိတ်ဆိုတိုင်းပြည်အတွက်အဖို့မဖြတ်နိုင်တဲ့ရနာတွေမရှိဘူးလားရှိပါရဲ့ရှင်ဗျာလိုရောမလိုဘူးလားလိုပါရဲ့ရှင်ဗျာဒီကနေ့အဲ့ဒီတာဝန်တွေမြည်ချင်ကြတော့ရှင်းလေးကိုတာဝန်ကိုတောင်မယူနိုင်မဲ့တဲ့အိမ်တော်ပြုတယ်ရည်သားထားတယ်အနေထိုင်ပတ်ဆက်တယ်မွေးပြီးကလေးတွေကြောင့်ဘုန်းကြီးတွေကလာထိန်တယ်ဟာဘ
ုန်းကြီးเจ้าတွေပို့ချလိုက်တယ်လေမိဘမဲ့ကတွေပို့တယ်လေအဲ့ဒီဘုန်းကြီးတွေကကလေးဖေးတဲ့သူကတာဝန်ကြီးတယ်ဘုံတော့မလုပ်ချင်လုပ်နေတဲ့ဘုန်းကြီးတွေလည်းတကယ်လေကျေးဇူးတင်တယ်တကယ်လေအံ့ဩစရာကောင်းစိတ်ထဲမကောင်းဘူးဒါဘုန်းကြီးတွေဒီကလေးတွေမြင်ရမယ့်ကိစ္စမရှိဘူးဘုရားဘုန်းကြီးတွေကနှုတ်မတတ်ရအောင်တမဲပါအကုန်လုပ်နေရတာလေအဲ့ဒါတွေကမင်းတို့လူတွေကလူသိမ်းမရှိကြဘူးဒါကြောင့်အစင်လာတွေကိုထိန်းသိမ်းရမယ်အမျိုးဆိုတန်ဖိုးဆိုတာရှိတယ်ကြက်မာယိုလူမာအမျိုးမျိုးရိုးဆိုတာတန်ဖိုးရှိရတာကီဝေဟိတ်ဒီလိုလာတာအတံပိဏခတ္တိယနှိမ့်တဲ့အတန်းနဲ့တော့မင်းအတူတူမပေါင်းဘူးသူတို့ရဲ့အိမ်တော်ဖက်လောက်အောင်ဒီမပေါင်းဘူးကြံတဲ့နေတော့ပေါင်းတယ်စီပွားရေးအတွက်ပေါင်းတယ်လူမျိုးရေးသားပေါင်းတယ်တို့အိမ်တော်ဖက်လောက်အောင်တော့သူ့လိုအမျိုးတန်းမဝင်မပေါင်းဘူးအဲ့ဒါကိုအတံပိဏခတ္တိယလို့ခေါ်မျိုးဆက်အပြတ်မခံဘူးအဲ့ဒါလောက်ထိကောင်းခဲ့တဲ့မျိုးဗျထားတော့အခုတော့တွေ့တဲ့သူယူတာဟုတ်ကွာနော်ဘာမျိုးတွေဘာရိုးတွေဒါမခွဲတော့ထားလိုက်ပါတော့ဒါမျိုးတို့ခစ်ရောက်ပြီဆိုတော့ပြောချင်တာကအရေးကြီးတဲ့အစင်လာကောင်းတွေရောထိမ့်ဖို့လိုလားမလိုဘူးလားအဲ့ဒါတွေမထိမ့်နိုင်မင်းတို့ကအမျိုးဖြတ်တဲ့သူတွေယောက်ျားလေးတွေကလည်းအမျိုးဖြတ်ကောင်းနေမိန်းမတွေကလည်းအမျိုးဖြတ်မိုက်ရဒီလိုဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့အမျိုးဆိုတာတန်ဖိုးရှိအောင်လဲလုပ်ရတယ်ဒါကြောင့်သားတို့ကတာဝန်နှစ်ခုရှိတယ်အမျိုးရဲ့တန်ဖိုးကိုလည်းတက်အောင်လုပ်ရမယ်အမျိုးကိုလည်းထိမ့်ဖို့လိုတယ်အဲ့ဒါမင်းတို့မြန်မာနိုင်ငံသားတွေမဖြစ်မနေထမ်းဆောင်ရမယ်တာဝန်နှစ်ခုပဲတန်ဖိုးတက်အောင်လည်းလုပ်ရမယ်ရိုးကုန်လည်းထိန်းနိုင်ဖို့လိုတယ်မိဘတွေကိုကိုယ်ဆွေမျိုးတွေကိုတန်ဖိုးတက်အောင်လုပ်ရမယ်မိဘဆွေမျိုးတွေရဲ့ဂုဏ်ကိုလည်းထိန်းနိုင်ရမယ်အဲ့ဒါဆိုမင်းတို့ကသားကောင်းရင်သားသမီးကောင်းတာဒီမင်းတို့ကမွေးတဲ့ကလေးတန်းဝင်ပေါင်းလို့လိုက်မင်းတို့ထပ်ပိုးကောင်းဖို့ပဲရှိဟုတ်လားနော်ဒီလိုအာသေဝတ္တတ္တိပေါ့ကွာကိုကစနစ်တကျကောင်းအောင်လေ့ကျင့်ထားတယ်အဲ့ဒီလေ့ကျင့်ထားတဲ့စွမ်းရည်တွေနဲ့သားသမီးတွေလေ့ကျင့်တဲ့ကသူကကိုယ်တော့ပိုကောင်းသွားဒီလိုမျိုးဖြစ်တယ်အဲ့လိုမျိုးဖြစ်အောင်ကြိုးစားကဲအဲ့တော့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးသားတို့သူ၃ချက်သိဖို့ပါနံပါတ်၁ကဘာလဲတော့နံပါတ်2ကနံပါတ်3အစင်လာအဖြစ်ထိမ့်သိမ့်သိရှိတော့ဒလေထုံတန်နည်းနည်းလေးထပ်ဖြစ်ပြောမယ်မင်းတို့မြန်မာမို့လောက်တက်လားနောက်ဆိုတော့နိုင်ငံခြားအလွယ်တကူမဟုတ်ပဲဝယ်စားကြပေါ့ကွာနိုင်ငံခြားနဲ့စစ်တွေဖြစ်တော့ဒီနိုင်ငံကနေပြီးတော့မင်းကုန်တွေမတွင်းတော့ဘူးဘာသာမှာကိုကြီးကိုပြန်ပြီးရှာနဲ့ထောင်ရက်နေဦးမရှိတော့ဟုတ်လားဒါပြောချင်တာတော့အဲ့တော့ဘုံဘုံတို့ကမြမရေမြမမြေမြမရဲ့ယာတိဥနဲ့ကိုင်းညီအောင်မြမအစားအစာတွေကိုစနေကြတည်ထွင်ခဲ့တယ်ကင်ချီဘယ်နိုင်ငံထုတ်တာအဲ့တော့ဟင်္ဂလာချင်းတို့ဘာလို့တိတ်စားလို့မရဘူးလားငုံညင်းချင်းတို့တိတ်စားလို့မရဘူးလားကင်ချီကကိုရီးယားအတွက်တော့အဆင်ပြေတယ်မြန်မာပြည်အတွက်အဲ့လောက်အဆင်ပြေဒါပေမဲ့ဖင်ကောင်းကျဲကျင်တယ်လေကိုရီးယားသာသားကျင်တာဟုတ်ပါလူကကိုရီးယားရုပ်မပေါ့ဘူးမဲ့တုံးလို့နော်စားလာကိုရီးယားသာအဲ့ဒါဒီလိုမျိုးတွေရှိတယ်လေအဲ့ဒါဆိုချင်တာရှေးလူတွေကဘယ်လိုသားခဲ့အခုကအချင်းကြီးတဲ့ကြမဟုတ်ဘူးတော့မရည်လေးတွေနဲ့ထမင်းကိုငှဲ့ထားတယ်လေငှဲ့ထားတဲ့ထမင်းရည်လေးတွေနဲ့အဲ့ဒီဟာလေးတွေချင်းသိတဲ့အခါအဲ့ဒီအချင်းကလူကိုဥပမဖြစ်သေးဘူးကျမကြီးလည်းကောင်းတယ်အချင်းလေးတွေနဲ့သားတာမျက်သက်ရှိတာဟုတ်ပါငရုတ်သီးတောင်လေးထောင်းတာတယ်နော်ကြက်သွန်လေးထည့်ထောင်းသိကောင်းတာဟုတ်ပါအညာတောင်လေးထောင်းလို့ရတယ်ဟုတ်လားခုကတော့မင်းပြင်းတော့သက်နဲ့ကြိတ်တာဟုတ်ပါသက်နဲ့ကြိတ်တဲ့အခါရုပ်တီးကအစီမပေါအစီမထွက်ဘူးငရုတ်သီးထွက်မလားအဲ့ဒါပဲပိုးဆိုတာမဲဟောကိုရီးယားနေပြီးတော့သပိုင်တီတို့ဘာလို့ဝယ်မစားဘူးလားအဲ့သပိုင်တီထုတ်တဲ့ငရုတ်သီးပဲရထုတ်ဘူးမင်းတို့ရမ်းထုတ်တာအမှန်ပြောတာဟုတ်တယ်မလားအေယာဝရီတိုင်းနော်ပန်တနော်တို့ဘာလို့အဲ့ဒီကကိုရီးယားအဲ့ဒီကနေလာဝယ်နော်မြန်မာပြည်အလယ်ပိုင်းတို့အေယာဝရီတိုင်းကပန်တနော်တို့ကိုရီးယားကုမ္ပဏီတွေတရုတ်ကုမ္ပဏီတွေကြိတ်တိုးလို့ငရုတ်သီးပေါ်ခြင်းဆိုလာဝယ်ကြအဲ့ဒီငရုတ်သီးဘုံတော့တပိတ်တာကိုထားတော့ကွာဈေး9000နဲ့ရောင်းလိုက်တယ်ဟိုကိုရီးယားမှာအဲ့ငရုတ်သီးကိုသပိုင်စီတို့ဘာလို့လွတ်လိုက်တယ်အဲ့တပိတ်တာ9000နဲ့တပိတ်တာ9သိန်းလောက်တန်ကြီးရှိသွားမြန်မာပြည်ရဲ့တန်ပြန်သွင်း9000နဲ့ငရုတ်သီးရောင်းပြီးတော့9000နဲ့အထုပ်ကိုဝယ်သားကြတာဟုတ်ကွာဟုတ်လားစားတဲ့ကဟိုကပိုးဆက်အောင်ဆိုဆေးနဲ့လုပ်လိုက်ဆေးပါကစရိုင်းစားတယ်နံပါတ်1နံပါတ်2မင်းတို့ဘယ်လောက်ထိသားဟမ်1 2 3ထိသားလား4ဟာဘုံဘုံတခါသမီးတယောက်လှုပ်ကြွေတယ်
တစ်လားနှစ်လားမသိဘူးနှစ်ချက်တော့မပေါ့ဒီလိုစားငါငရုတ်တိတော်တော်ကြိုက်တယ်ငရုတ်တိတော်တော်စားတယ်ဒါပေမဲ့နှာခမ်းဝိတ်လို့ရပြင်းနဲ့ထောနေရတယ်ဒီလိုစားမင်းတို့ဘယ်လိုစားကြကြမသိသမီးတွေနော်၄လောက်ဒီစားတချို့၅လောက်ဒီတာဟုတ်လားကဲထားလိုက်အောင်ခဏလေးမကြမ်းမနာနဲ့နည်းနည်းလေးတော့ပြောလိုက်အောင်မယ်